မြန်မာနိုင်ငံနဲ့အခြေအပြီးချပြီးတော့ပတ်သက်ပြီးတော့ပြန်ပြောရမယ်ဆိုရင်မြန်မာနိုင်ငံက diverse အရန်ဖြစ်တယ်တိုင်းရင်းသားတွေကကွဲပြားပြီးတော့အရန်ရှိကြတယ်ဆိုတော့ဒီ diversity ကို weakness လို့တွေးနေသူတွေကတော့အဆင်ပြေမှာမဟုတ်ဘူး strength လို့တွေးလိုက်ပြီးဆိုရင်ဒီလိုမျိုး top down leader တွေကချမှတ်လိုက်တဲ့အရာတွေကအခြားသော minority ကို exclude လုပ်သွားတယ်ဆိုတော့ဘာလို့ minority exclusion ဖြစ်တဲ့ဟာကိုပဲဖိပြောနေရလဲဆိုလို့ရှိရင်ဘလောက်ပဲအခြားအဖက်ကနေပြီးဖြည့်ပြီးတွေးလူတစ်ယောက်ကဘလို့မှအားလုံးကိုခြုံငုံပြီးတော့မတွေးနိုင်ဘူးဒါဒီလဲ conflict နဲ့ပတ်သက်တဲ့ theory တစ်ခုအနေနဲ့မြင်ရမှာပါဆိုတော့လူတစ်ယောက်ကအကယ်၍တစ်ဖက်ကို LGBT ဘက်ကိုစောင်းနေပြီးတွေးနေရဆိုလို့ရှိရင်တခြားသော social conflict မှာတိုင်းနာအရေးလူမျိုးရေးဘာသာရေးဒါတွေကိုမြင်နိုင်မှာမဟုတ်တော့ဒါပေမဲ့အဲ့ဒါကိုမြင်နိုင်တယ်ဆိုလို့ရှိရင်တော့တချို့တွေဆို homophobic ဖြစ်တဲ့စကားဆောင်တွေလည်းရှိနေတော့မယ်ဆိုတော့ဒီခေါင်းဆောင်ရဲ့behavior တွေ characteristic ပေါ်ပြတည်ပြီးတော့တိုင်းပြည်ကတွားနေမဲ့အစားကိုကစီးစီးလုံးလုံးရှိရဲ့ဥဆောင်မှုအပြည့် inclusive ဖြစ်တဲ့အရာတစ်ခုကိုသာတွားလိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့တိုင်းပြည်အတွက်တွားကျင်တဲ့ reform တစ်ခုကိုရောက်နိုင်မယ်မဟုတ်ဘူးလားလို့အဆိုပြပြနေတာ